ဘာကိုကံရသည်ဝါများအတွက်2026ခုနှစ်ဇူလိုင်လတလစာဟောစတဲ့ခုပထမဆုံးအခြေရင်းနဲ့သက်ဆိုင်တဲ့အကြောင်းအရာများကိုပြောပြပေးခြင်းပါတယ်ဒီလအစပိုင်းမှာအခြေရင်းအတွက်စိတ်ရှည်တည်ခံဖို့ညင်သာစွာတတိပေးနေတဲ့လဖြစ်ပါတယ်အခြေရင်းမှာပုံမူခိုင်မာတဲ့စိတ်ခံစားမှုအခြေခံကောင်းတစ်ခုရရှိဖို့အတွက်အသေးအဖွဲကယူဆိုင်မှုလေးတွေကိုပြုလုပ်ပါလူပြိုလူများအတွက်ကတော့အလင်းစလိုဖြစ်ပေါ်လာတဲ့ခံစားချက်တွေထက်ဖြည်းဖြည်းချင်းတိဆောက်တဲ့ဆက်ဆံရေးမျိုးကပုံမကောင်းမွန်လာပါလိမ့်မယ်။လားလေပိုင်းမှာတော့အခြေရေးဆိုင်ရာပင်ကိုညံကပုံမထက်မြက်လာပြီးတော့ပွင့်လင်းရိုးသားတဲ့စကားဝိုင်းတွေကိုဖန်တီးနိုင်ပါမယ်။ဒီလိုမျိုးပွင့်လင်းရိုးသားမှုတွေကယုံကြည်မှုတွေကိုပုံမနှဆိုင်စေပြီးတအုပ်နဲ့တအုပ်ကြုံတွေ့နေရတဲ့နားလည်မှုလိုချင်တွေကိုဖြည့်ရှင်းပေးနိုင်ပါတယ်။အားရဲ့ဒုတိယပိုင်းမှာတော့ပုပ္ပပရေမောခြင်းကျင်နာခြင်းစားတဲ့ရိုးရှင်းတဲ့အချိန်တွေကိုတူတူဖြစ်တဲ့မှာအတိတ်ပဲရှိတဲ့လှုပ်ဆောင်ချက်လေးတွေကဖိအားမရှိပဲတန်ရောစင်ကိုပုံမနှွေးထွေးစေပါလိမ့်မယ်။ဇူလိုင်လကုန်ပိုင်းမှာတော့မိမိရဲ့လွတ်လပ်မှုနဲ့အတူတကွရှိခြင်းကြမှာဟန်ချက်ညီအောင်ထိန်းကြီးဖို့အရေးကြီးလာပါမယ်။ဆက်ဆံရေးအတွင်းမှာလေးစားမှုရှိဖို့အတွက်မိမိအတွက်ရောတစ်ဖက်သူအတွက်ပါနမိတ်တွေဘောင်းတွေစီးတွေသတ်မှတ်ထားပါလူများအနေနဲ့ကတော့ကိုယ်ပိုင်ဟန်ကိုတန်ဖိုးထားခြင်းနဲ့မိမိရဲ့တမှုထူးခြားမှုကိုလေးစားနိုင်မဲ့သူမျိုးကိုဆွဲဆောင်နိုင်ပါလိမ့်မယ်။ဒီပုံရအပြင်ဒီလဟာစိတ်ရှည်ခြင်းပွင့်လင်းခြင်းနဲ့စစ်မှန်တဲ့ဂရုစိုက်မှုတွေကတဆင့်အချစ်ကိုတဖြည်းဖြည်းချင်းတိုးတက်စေမယ်လားဖြစ်ပါတယ်။အလောတကြီးလှုပ်ဆောင်ခြင်းတဲ့အခြေခံကောင်းကိုတည်ဆောင်ခြင်းကသာရည်ရှိအတွက်အကျိုးရှိမှာဖြစ်ပါတယ်။လက်ပြီးကျမ်းမာရေးနဲ့ဆိုင်တဲ့အကြောင်းအရာများကိုပြောပြပေးခြင်းပါတယ်။ဒီလမှာကျမ်းမာရေးအတွက်ဟန်ချက်ညီမှုနဲ့တရေရှိအာဟာရဖြည့်တင်းခြင်းကိုအဓိကထားလှုပ်ဆောင်ရပါမယ်။ဒါဆိုင်ပိုင်းမှာအစာချေစနစ်ကိုကောင်းမွန်စေမယ့်အစားအသောက်များကိုရွေးချယ်စားသုံးခြင်းကအထောက်အကူဖြစ်စေပါတယ်။လမ်းလျှောက်ခြင်းအကျော်ဆန်ခြင်းကဲ့သို့ညင်သာတဲ့လေ့ကျင့်ခန်းတွေကသွေးလက်ပတ်မှုကိုကောင်းစေပြီးတော့တင်းမာမှုတွေကိုရောကြစေပါတယ်။စေပိုင်းဆိုင်ရာကြည်လင်မှုရရှိဖို့အတွက်ဒိုင်ယာရီရေးသားခြင်းသို့မဟုတ်စိတ်အေးချမ်းစေမယ့်ဝါသနာပိုင်ရာတွေကိုသာလှုပ်ဆောင်ပါ။နားလည်ပိုင်းရောက်ရင်တော့အချိန်ကိုခဏလျှော့ချပြီးတော့မိကိုပြန်လဲကူစားတဲ့အလေးအကျင့်တွေကိုလုပ်ပါ။ဒီနွေ့နွေ့နဲ့ရေချိုးခြင်းစေဘက်ဝင်လက်ဖက်ရည်တောက်ခြင်းနဲ့ညင်သာစွာအကျော်ဆန်ခြင်းကခန္ဓာကိုယ်နဲ့စိတ်ကိုငြိမ်းချမ်းစေပါတယ်။အစာချေစနစ်အစဉ်ပြေစေဖို့မျှတပြီးအာဟာရပြည့်ဝတဲ့အစာအစာတွေကိုပဲဆွဲမြဲမြဲစားသုံးပါ။စိတ်ခံစားမှုတည်ငြိမ်စေဖို့အတွက်ကျေးဇူးတင်ခြင်းနဲ့တတိရှိနေထိုင်ခြင်းကိုလေ့ကျင့်ပါ။စိတ်ဆက်တဲ့အခါမှာလည်းစိတ်ကိုအေးချမ်းစေမယ့်လေ့ကျင့်တွေကိုပြုလုပ်ပြီးလုံလောက်တဲ့အနားယူမှုတွေကိုရရှိအောင်ကြိုးစားပါ။ဒါရဲ့ဒုတိယပိုင်းမှာတော့ကိုယ်ခန္ဓာကပေးတဲ့အတန်လေးတွေကိုနားထောင်ပြီးလိုအပ်တယ်လို့ညှိယူပါ။တိတ်ဆိတ်ညီတဲ့အချိန်တွေကိုဖန်တီးပေးခြင်းကစိတ်ပိုင်းဆိုင်ရာရှင်းလင်းမှုကိုရရှိစေပါတယ်။လက်ကုံကန်ဒီအချိန်မှာတော့အလုပ်တွေကိုဝင်ပြအောင်မလုပ်ဘဲနဲ့တရားမှတ်ခြင်းသို့မဟုတ်ယောဂကဲ့သို့ဒီလမ်းဖြင့်စိတ်ဖိစီးမှုကိုထိန်းချုပ်ပါ။အာဟာရပြေဝတဲ့အစာအသောက်ရေတဲ့လုံလောက်စွာတောက်ခြင်းနဲ့အိပ်ဆက်ခြင်းကအကြီးမားဆုံးအားရင်ဖြစ်စေပါလိမ့်မယ်။ဆက်လက်ပြီးငွေကြေးပဏ္ဍာရေးဆိုင်ရာအကြောင်းအရာများကိုပြောပြပေးခြင်းပါတယ်။ဒါအစပိုင်းမှာငွေကြေးကိစ္စရပ်တွေနဲ့ပတ်သက်ပြီးမိမိရဲ့ပင်ကိုဉာဏ်ကိုယုံကြည်ဖို့တတိပေးနေတဲ့လားဖြစ်ပါတယ်။မမျှော်လင့်မဲ့ကုန်ကျစရိတ်တွေပေါ်လာနေတာကြောင့်ဘတ်ဂျက်ကိုအမြဲတမ်းပြောင်းလဲနိုင်အောင်ပြင်ဆင်ထားပါ။အခြေခံလိုအပ်ချက်တွေကိုပဲအာရုံစိုက်ပြီးစိတ်လက်မှန်မှဝယ်ယူလိုတဲ့ဆန္ဒတွေကိုထိန်းချုပ်ရှင်ကစူးစမ်းမှုကိုကောက်ွယ်ပေးပါလိမ့်မယ်။လက်တွဲပေါ်သို့မဟုတ်ပူပေါင်းလုပ်ကိုင်လိုသူတွေနဲ့ငွေကြေးဆိုင်ရာကိစ္စတွေကိုပွင့်လင်းစွာပြောဆိုဆွေးနွေးခြင်းကနားလည်မှုလွှဲခြင်းကိုကောက်ွယ်ပေးပါမယ်။နားလည်ပိုင်းရောက်တဲ့အခါမှာနေ့စဉ်သုံးဆွဲမှုတွေကိုပြန်လည်စစ်ဆေးပြီးအသေးအဖွဲကုန်ကျစရိတ်တွေကိုလျှော့ချပါမလိုလားအပ်တာတွေကိုမသုံးဘဲနဲ့ဝန်ဆောင်မှုတွေကိုဖျက်တောက်ခြင်းကပို့ပိုက်ဆံအများကြီးစုမိစေပါလိမ့်မယ်အချိန်ကိုအလုပ်သို့မဟုတ်အပေါ်ဝင်ငွေခွင့်လန်းတွေပေါ်လာနိုင်ပေမဲ့မိမိရဲ့အချိန်နဲ့စွမ်းရည်ကိုအရင်ဆုံးတွက်ချက်ပါငွေကြေးဆိုင်ရာဟန်ချက်ညီမှုရရှိဖို့အတွက်ရေးပေါ်ရန်ပုံငွေကိုအမြဲတမ်းဆောင်တာပါယင်းဒီမြုံနယ်မှုအသစ်တွေလှုပ်ဆောင်တော့မယ်ဆိုရင်တော့တေချာစွာတတိထားပြီးတော့လေ့လာဆောင်ရွက်ပါငွေကြေးပိုင်းဆိုင်ရာဆွေးနွေးမှုတွေကိုပွင့်လင်းစွာလုပ်ခြင်းကတင်းမာမှုတွေကိုရောကြစေပြီးယုံကြည်မှုတွေကိုတိုးစေပါလိမ့်မယ်လက်ကုံပိုင်းမှာတော့ဝင်ငွေတွေကိုစနစ်တကျစုစည်းပြီးလိုအပ်တယ်လို့ခွဲဝေသုံးစွဲပါစီကံရှိမှုနဲ့အသေးစိတ်ကြကြဆောင်ရွက်မှုတွေကရေရှည်ငွေကြေးတည်ငြိမ်မှုကိုပေးစွမ်းမှာဖြစ်ပါတယ်အခုတစ်ခါမှာတော့အလောက်အကိုင်းနဲ့အတံမွေးဝမ်းကြောင်းဆိုင်ရာအကြောင်းအရာများကိုပြောပြပေးခြင်းပါတယ်ဒီလမှာလှုပ်ဆောင်ခဲ့တဲ့အတိတ်ကစ조사မှုတွေအတွက်ထင်ရှားတဲ့ရလဒ်ကောင်းတွေကိုစတင်မြင်တွေ့ရပါလိမ့်မယ်အားစာပိုင်းမှာအချိန်ကြာမြင့်စွာလှုပ်ဆောင်နေရတဲ့အလုံအောင်တွေကိုအပြီးသတ်နိုင်ပြီးတော့ပုံမှုထိန်းချုပ်နိုင်စွမ်းရှိလာပါမယ်အလုပ်တွေဝင်ပြီးမသွားစေဖို့အတွက်စနစ်တကျအစီအစဉ်မှုနဲ့ကြိုတင်ပြင်ဆင်မှုတွေလှုပ်ဆောင်ပါလုပ်ဖော်ကိုင်ဘတ်တွေနဲ့ဖောက်တယ်တွေစီကိုစိတ်ရှည်သီးခံပြီးချင်းလင်းပြတ်သားစွာဆက်သွယ်ပြောဆိုပါကိုပိုင်စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်နေပါကဖောက်တယ်တွေရဲ့သစ္စာရှိမှုကိုရရှိဖို့အတွက်သေးငယ်တဲ့ဂရုစိုက်မှုတွေကနေအစအာရုံစိုက်ပါအားလည်ပိုင်းမှာတော့စီမံကိန်းတချို့နှိကွေးသွားနိုင်တာကြောင့်စိတ်မပူဘဲနဲ့စိတ်ရှိရှိနဲ့ပဲဆက်လက်လှုပ်ဆောင်ပါတည်ငြိမ်မှုရှိခြင်းကလုံတွေကိုလမ်းကြောင်းမှာပဲဆက်ပြီးရှိနေစေပါလိမ့်မယ်လိုအပ်ပါကအခြားသူတွေစီကနေအကူအညီကောင်းတောင်းခံဖို့ဝင်မလေးပါနဲ့
အားရဲ့ဒုတိယပိုင်းမှာတော့မမျှော်လင့်ထားတဲ့စိန်ခေါ်မှုတွေပေါ်လာနိုင်ပါတယ်လက်တွေ့ကြတဲ့အတွေ့အခေါ်နဲ့ပြဿနာဖြေရှင်းနိုင်စွမ်းကိုသုံးပြီးအဆင်ပြေအောင်ဖြေရှင်းပါအလောက်ခွင်မှာအာယုံလွဲစေမဲ့အရာတွေကိုရှောင်ပြီးမိမိရဲ့ဦးစားပေးအလုပ်တွေကိုသာအာယုံစိုက်ပါဒါကုံပိုင်းမှာတော့လိုအပ်တဲ့နေရာတွေမှာရှေ့ကနေဦးဆောင်မှုပေးပါယုံကြည်မှုရှင်းလင်းတဲ့အတွေ့အခေါ်နဲ့စူးစမ်းအားထုတ်မှုတွေကအခွင့်အလမ်းတစ်တွေကိုဖော်ဆောင်ပေးပါလိမ့်မယ်ခုနောက်ဆုံးမှာတော့ပညာရေးနဲ့သက်ဆိုင်တဲ့အကြောင်းအရာများကိုပြောပြပေးချင်ပါတယ်အားအစပိုင်းမှာပညာရေးနဲ့ပတ်သက်ပြီးရည်မှန်းချက်တွေနဲ့သတ်မှတ်ခြင်းနဲ့စနစ်တကျစီမံခြင်းကိုအဓိကထားလှုံ့ဆော်ပါစာချက်တဲ့အကြောင်းအရာတွေကိုကြိုတင်စီစဉ်ခြင်းနဲ့အလုပ်တွေကိုစနစ်တကျခွဲဝေခြင်းကအောင်မြင်မှုတွေစီကိုပို့ဆောင်ပေးပါလိမ့်မယ်ခက်ခဲတဲ့သင်ခန်းစာတွေကိုရင်ဆိုင်ရတဲ့အခါမှာစိတ်တက်မကြဘဲနဲ့စနစ်တကျကြိုးစားပါသင်ခန်းစာအဟောင်းတွေကိုပြန်လည်သုံးသပ်ပြီးမရှင်းလင်းတာတွေကိုဆရာသို့မဟုတ်တငယ်ချင်းတွေကိုမေးမြန်းပါသင်ယူမှုအပေါ်မှာယုံကြည်မှုရှိရှိနဲ့ရေရဲဝံ့ဝံ့ရှေ့ဆက်လမ်းခြင်းကတိုးတက်မှုကိုအများကြီးထောက်ပံ့ပေးပါလိမ့်မယ်အားလည်းပိုင်းရောက်ရင်တော့ရှင်းလင်းပြသမှုတွေမြင်မာလာပြီးတော့သင်ခန်းစာတွေကိုပုံမလွယ်ကူစွာလေ့လာနိုင်လာပါလိမ့်မယ်အပွဲလိုက်ဆွေးနွေးခြင်းကအမြင်တွေကိုပုံမကျေပြန့်စေပေမဲ့မိမိရဲ့ဦးစားပေးတွေကိုတော့မမေ့ပါနဲ့အလုပ်တွေဝင်ပြီးမသွားစေဖို့အချိန်စရာဆွဲခြင်းနဲ့နားယူချိန်လေးတွေထည့်သွင်းခြင်းကပို့ပြီးတော့ထိရောက်မှုရှိပါတယ်သင်ခန်းစာတွေကိုပြန်လည်မွမ်းမံခြင်းနဲ့လက်တွေ့အသုံးချခြင်းကပညာရေးမှာပို့ပြီးတော့အကျိုးရှိပါတယ်အားရဲ့ဒုတိယပိုင်းမှာတော့ဘာသာရဲ့အသစ်တွေကိုစူးစမ်းလေ့လာလို့စိတ်တွေမြင့်တက်လာပါလိမ့်မယ်တယောက်တည်းလေ့လာခြင်းသို့မဟုတ်သုတေသနလုပ်ခြင်းကအသိပညာတွေကိုပုံမခိုင်မာစေပါတယ်သင်ယူခဲ့သမျှကိုအခြားသူတွေကိုပြန်လည်မျှဝေခြင်းကလည်းနားလည်မှုကိုပို့ပြီးတော့ခိုင်မာလာစေပါလိမ့်မယ်စာချက်တဲ့အခါအာယုံဆိုင်မှုရှိဖို့နဲ့ရည်မှန်းချက်တွေကိုလက်တွေ့ကျကျသတ်မှတ်ထားပါအကောင်ကန်ဒီအချိန်မှာတော့ဆက်သွယ်ပြောဆိုနိုင်စံနဲ့ယုံကြည်မှုတွေပုံမတိုးတက်လာပါလိမ့်မယ်စနစ်တကျစီမံခြင်းနဲ့အစဉ်ဆက်မပြတ်စူးစမ်းခြင်းကဒါပညာရေးအောင်မြင်မှုအတွက်အဓိကတော့ချက်ဖြစ်ပါတယ်ဒီလားအတွက်ကတော့ဒီလောက်ပါပဲရှင်ကျမတို့ရဲ့ channel ကနေပြီးတော့လစဉ်အားတိုင်းမှာ12လရာသီဝါများအတွက်တလစာဟောစတဲ့များဆောင်ရံများကိုဆက်လက်တင်ဆက်ပေးတော့မှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like နဲ့ subscribe လေးလုပ်ခဲ့ပေးကြပါရှင်ရှင်လန်းရှင်းပေးကြပါကြရှင်